ဒီနေ့ခန်းကြီးလေးတွေပြောပြမလို့ခန်းကြီးလေးတွေပြောပြမလို့ဆိုတော့ဒါအဝမ်းခန်းကြီးလေးတွေထဲမှာတစ်လုံးနဲ့ခန်းကြီးလေးတွေနှလုံးတွဲထားတဲ့ခန်းကြီးတွေဆိုလို့ရှိရင်ကိုယ့်ဘာသာကိုယ်လည်းမရလို့တစ်လုံးနဲ့ခန်းကြီးလေးတွေအရင်ချက်မယ်အလုံး30ကျော်ပါတယ်40လောက်ဖြစ်သွားမယ်ထင်တယ်ပြကြည့်မယ်နော်တစ်ခုချင်းစီလိုက်ဖြည့်ကြည့်ဒါခုစကားရဲ့စုကြောင်းမြတ်နေလားခုစကားရဲ့စုကြောင်းမြတ်နေတဲ့ခန်းကြီးနောက်တစ်ခုအိုတာရူဆိုတာလက်လူရှူတာအိုတာရူကခဲနေဆိုရင်ဘာဖြစ်တာကိုမျိုးကိုတာရူနာမခဲရူအပြင်းထူတာဖြစ်သွားတော့ဒါရူထွက်နေလို့အိုတာရူဆိုတာလက်လူရှူတာခဲနေဆိုလို့ရှိရင်နာမခဲရူအပြင်းထူတာနောက်တစ်ခုဒါကတော့စီကတ်တဲ့ခန်းကြီးနေပါရူစီကတ်တဲ့ခန်းကြီးနော်ရှွန်ဈေးတွေပါမှလည်းတုံးနေဆေးပဲမှာဆိုနောက်တစ်ခုイキトールကစိတ်မကြည်မနဲ့ဖြစ်တာနောက်တစ်ခုဖြည့်ကြည့်အာနာတိုလူကမထီမဲမြင်လောက်တာမထီမဲမြင်ပြူတာနောက်တစ်ခုဟိုဂါရာခရှင်လန်းပျော်ရွှင်တာပေါ့နော်စိတ်ပျော်ရွှင်တာနောက်တစ်ခုနာဂူဆာမဲရုနှစ်သိပ်ပြရဒါဒီခန်းကြီးလေးကစောရတဲ့တည်ရနာဂူဆာမဲရုကခိုကိုလိုခန်းကြီးလေးနဲ့နော်နှစ်သိပ်ပြနောက်တစ်ခုရှိတာဦးချစ်ခင်မြန်လို့လေးစားတယ်အဒရော်ကြီးပဲခန်းကြီးနော်ရှိတာဦးချစ်ခင်မြန်လို့နောက်တစ်ခုစကေရုကရှင်းလင်းသည်နောက်တစ်ခုတိုတိုခိုအိုရုနှောင့်နှေးကြံ့ကြသည်တိုတိုခိုအိုရုဆိုတာနှောင့်နှေးကြံ့ကြသည်ဂျူတိုင်းရဲ့ဟာနဲ့တူတူပဲဟုတ်တိုတိုခိုအိုရုကဂျူတိုင်းနဲ့တူတူပဲဟုတ်ဟုတ်လားဟုတ်တယ်နော်ရှိဘူးရခန်းကြီးလေးနဲ့လေအဲ့ဒါပဲနာလားဟုတ်တယ်လေဘာဖြစ်လို့လဲတန်းလေးဟုတ်ပါဘူးပြကြစားရပါလေပြောပါရတယ်ဗာလေရှွန်သေးတယ်ပါတော့ဒါရခန်းကြီးရတူတယ်နေပါလုံးပုံနေမှာတော့နန်းတို့ဆိုအနောက်ကအမေကြီးနဲ့ပေါင်းလို့ရှွန်သေးဆိုပဲဖြစ်တယ်အေးလေခန်းကြီးတူတူပဲကိုပြောပြရတယ်ကိုကုန်းရရမ်းပလိန်းတာပဲတူတူခိုးလို့ဆိုတာဒါဂျူတိုင်းရှိဘူးရခန်းကြီးလေးနဲ့ဆိုလို့ရှိရင်သူကရင်ကြောပိတ်ဆို့တာရွာဒီမှာတုံးတာခဲတိုင်းရဲ့ဟာနဲ့မတူဘူးနော်တူတယ်လို့ထင်ရပေမဲ့မတူတူတူခိုးလို့ဆိုတာနှောင့်နှေးကြင်ကြစတ်တုစုဆိုတာဆုံးမလားတတိပေးတာမှအယူခန်းကြီးလေးစကားပြောတဲ့ခန်းကြီးလေးနဲ့စတ်တုစုဆိုတာတတိပေးဆုံးမလားနောက်တစ်ခုကတိုးတိုကြီးဆိုတာလေးစားကုန်ယူစရာကောင်းတာဒါတည်ရနော်စွန်ခေရခန်းကြီးလေးဒါလေးကအာရိုက်ကျန်တန်တော့ကနောက်တစ်မျိုးရှိတည်ရနော်အရှိမအပေါ်မှာခုဆက်ခင်မှုတွေလေးနဲ့အောက်မှာမြစ်ပုံစံလေးနဲ့၃ခုနဲ့ဆိုလို့ရှိရင်အဲ့ဒါလေအာရိုက်ပဲအာရိုက်ရ2မျိုးဒီအာရိုက်ရကြတော့ဒီအာရိုက်ရကျန်တန်တော့နောက်တစ်ခုနိုဇိုမှုဆိုင်ရှင်ဆိုင်တီဆိုတဲ့ခန်းကြီးနောက်တစ်ခုဟာဘာမှုဆိုတာတားဆီးတဲ့ခန်းကြီးနောက်တစ်ခုဟာအဲရုဆိုတာထင်ပေါ်လင်းတာနောက်တစ်ခုခုဒါခဲရုဆိုတာခွဲတာဝက်ခုခန်းကြီးလေးနဲ့တူလားမတူဒါအရှိကြောက်တုံးလေးနဲ့အနောက်က6ခန်းကြီးရ10ခန်းကြီးရနော်တခုဒါခဲရုဆိုတာခွဲတယ်နောက်တစ်ခုအီမာရှိမဲရုဆိုတာတတိပေးဆုံးမသည်နောက်တစ်ခုမခနာဦးဆိုတာဖြည့်ဆွတ်သည်ကျွေးမွေးသည်နောက်တစ်ခုခတ္တယောရုဆိုတာတိမ်ဆောင်တာဗတ်လိုက်တာနောက်တစ်ခုစနိုရုဆိုတာစူဆောင်းသည် gathering လုပ်တာနော်စနိုရုဆိုတာစူဆောင်းသည်နောက်တစ်ခုကနေရုဆိုတာစုပ်နေသည်နောက်တစ်ခုအတိုင်စုရုထိုက်တယ်နော်နေတန်းရခန်းကြီးလေးဟုတ်တယ်မလားကိုမျိုးတူတူပဲနော်အတိုင်စုရုဆိုတာထိုက်တယ်ဒီနေတန်းရခန်းကြီးနော်နောက်တစ်ခုကဟာခဲမှုဆိုတာကျိုးစားသည်နောက်တစ်ခုကတခုဝါအဲရုဆိုတာစူဆောင်းသည်ခန်းကြီးလေးနောက်တစ်ခုဒါလွယ်တယ်တခုစုဆိုတာအနှံသည်နောက်တစ်ခုဟာနာယခခန္နာတာတောက်ပါလားနောက်တစ်ခုအီနာမဲရုဆိုတာညင်းဆန်သည်ခိဝမဲရုဆိုတာအလွန်အမင်းစရနုကုဆိုတာထိုးဖောက်သည်ခိုဘာမှုညင်းဆန်သည်နူဂါရဲရုဆိုတာရှောင်းလွဲသည်နူဂါရဲရုရှောင်းလွဲသည်ကဘာနဲ့တွားတူနေတယ်ဆိုရင်လက္ခဏာအလားအလာရှိတဲ့ဒါလေးနဲ့တူတယ်ခီစားရှိနေတူတယ်နော်ခုနဟာလေးနဲ့နည်းနည်းစင်တူတယ်မှန်လားမကြည့်နည်းနည်းလေးစင်တူတယ်နော်
ဘေးနားမှာပတ်လိုက်တာလေးပဲကွာပါခိစားရှိရလက္ခဏာနောက်တစ်ခုဒါလေးကအစ္စဝါဒဖြားအောင်သွေးဆောင်သည်နောက်တစ်ခုခုနာကဆုလို့ဆိုသည်မေဂုရုဆိုလှည့်ပတ်သည်တစ်ခုအီဆာဂီယောဆိုတာယူတာတန့်ရှင်းတာပေါ့နော်အီဆာဂီယောဆိုတာတန့်ရှင်းတာနောက်တစ်ခုခုဆိုလေပြို့လေသည်နောက်တစ်ခုရှိတဝါလေလို့ဆိုတာကြီးညိုဒီစားသည်ဒါမှဝါခုနကတော့ခွဲတာနဲ့နော်ဘေးက60ခန်းကြီးတည်းတူပေမဲ့ဆွမ်းနာတော့ကြတော့အရှိအရှိလေးဒီကောင်ကြီးနဲ့မတူဘူးဒါဝါခုခတာဝါခုလေးဖောင်ဝေါ်လေးမှာပါတဲ့တုံးတော့ဒါနီဘူးဆိုတာတုံးတာဓာတ်တွေပါတုံးတာလေနောက်တစ်ခုကဆွေရဆိုတာတုံးဆွဲသည်အောက်ကငွေကြေးခန်းကြီးလေးပါတယ်ဟာတော်တော်များများပတ်စံနဲ့ပတ်သက်တာဆွေရနောက်တစ်ခုရှိမဲခီရခန်းကြီးလေးနော်ရှိမဲတို့ကကြစ်လက်တာတို့ကြက်တာတို့နောက်တစ်ခုကတိုနာအေရုဆိုတာရွှေဆိုတီ